ဒီနေ့တော့အသေးပေါက်လာလို့ပြောပြီကွာကျောင်းမြန်မာနိုင်ငံပတ်ကြီးစော့နေတဲ့ဂိမ်းစော့နေတဲ့ပက်လီယာတွေမက်ဆီလုံးအဲ့ဒီမက်ဆီလုံးမှုဆိုတဲ့စကားကလည်းဘာကြောင့်ပြောရလဲဆိုရင်ပွဲတစ်ပွဲဝင်လိုက်တာနဲ့တကယ်အကောင်းဆုံးတစ်ယောက်ကနေပြီးအကောင်းဥပမာအနေနဲ့ပြောပြမယ်ဗျအကောင်းဆုံးတစ်ယောက်ကနေကျွန်တော်ပြောလိုက်မင်းစကေးကစောက်ပေါ်ကြီးဟာဟုတ်တယ်တကယ်ကျွန်တော်စောက်ပေါ်ကြီးဗျဘရိုးလို့လည်းဗျကျွန်တော်ကစကေးကောင်းမှလည်းပြောမထားဘူးကျွန်တော်တင်တဲ့ဗီဒီယိုတွေ highlight တွေထုတ်တဲ့ဗီဒီယိုတွေတိုင်းမှာကျွန်တော်အရင်ကောင်းတာတွေလည်းတင်မထားဘူးကျွန်တော်ကလည်းကျွန်တော်ဟာသားအနေနဲ့စော့တယ်ကျွန်တော်ဒီ game ဒီ TikTok ထဲမှာရှိ TikTok မှာတင် TikTok ထဲမှာရှိတဲ့လူတွေကိုကျွန်တော်ပြောအောင်လုပ်ပြီးဘယ်လောက်ပါပဲသူများလူလည်းဟာ like တွေ view တွေရနေတာမဟုတ် brother တို့ highlight ထုတ်လိုက်တာနဲ့ရောင်ကြီးဗီဒီယိုကြီးကတစ်ခါကြည့်လဲမွားနှစ်ခါကြည့်လဲမွားပါလား၄ယောက်တယောက်ပြစ်ထားတာ၅ယောက်တယောက်ပြစ်ထားတာအဲ့လိုမျိုးကြီးလဲ like မကြွားဘူးဗျbrother တို့မှာကတဲ့ဘာလဲဆိုတော့ဗျာ like မကြွားနဲ့ like မကြွားနဲ့ဆိုတော့ကိုစကေးကိုဒီတဲ့မြင်းအောင်ကြိုးစားဒီတဲ့မြင်းအောင်ကြိုးစား brother ကမြန်မာနိုင်ငံတော်ဝိုင်းဖြစ်သွားဘာဖြစ်နေလဲဗျာ brother တဲ့စကေးကောင်းတဲ့လူရောက်လာရင်တော့ brother အောက်